Hello အားလုံးပဲမင်္ဂလာပါ BKs ဒီ2ကနေပြီးတော့ကြိုဆိုရပါတော့ဒီနေ့တော့စပင်စီတာပါတယ်မနေ့တော့ကကျွန်တော်စကားပြောတဲ့အချိန်မှာစပင်နဲ့ဒီလက်ချင်းနဲ့တိုက်ပြီးတော့ကြာရှစ်ဆိုပြီးအတန်ပါနေရပါတော့အဲကြောင့်စပင်စီထားပါတယ်ဒါပေမဲ့ဘယ်လိုအတန်ထွက်လာမလဲတော့မသိဘူးပေါ့နော်အဆင်ပြေမလို့ထင်ပါတယ်ဘာလို့လဲဆိုတော့ဒီမှာကကျွန်တော်တို့ကဒီဒူဘိုင်းမှာနေရတာက sharing လုပ်နေတယ်ပေါ့နော်ပြီးတော့အတန်မလုံးဘူးအဲ့ဒီကြောင့်လက်ချက်တက်ပြီးပြောမှဖြစ်မယ်ပေါ့နော်အဲ့တော့ကျွန်တော်မှာကဒီ noise cancellation တွေပါလုပ်ပေးမယ် mic တွေပါလည်းမရှိဘူးအဲ့တော့လက်ချက်ပဲတက်ပြီးပြောရမှာပေါ့နော်အဲ့တော့ setting ကတော့ဒီလိုပဲဖြစ်ပါမယ်အဲ့တော့အဲ့ဒါတွေကအရင်မကြည့်ပါနော်ဒီနေ့ကမဟာပြောလို့ရှိရင်လူကနည်းနည်းပင်ပန်းနေတယ်ဘာလို့ပင်ပန်းတာလဲဆိုတော့ကျွန်တော်အခုလုပ်နေတာက hospitality industry ဖြစ်တယ်အဲ့ဒီအတွက်ကြောင့် public သူများတွေက public holiday တို့ဒီ Friday Saturday Sunday တွေမှာကဒီ white collar job တွေဒီပြောပြမယ် office တွေကသူတို့ကတော့ holiday ပေါ့နော်ကျွန်တော်တို့အနေနဲ့ကြာအဲ့ဒီရက်တွေကပို့ပြီးတော့ survive လုပ်ရတယ်နေ့တွေပေါ့နော်ပို့ပြီးတော့အလုပ်ရှုပ်တယ်ပို့ပြီးအလုပ်ရှုပ်တယ်ပို့ပြီးပြင်ပန်းနေဒီလူဒီ restaurant မှာဆိုလည်းလူကြတာများတယ်ပေါ့နော်အဲ့တော့ customer လာတာများတယ်အဲ့ဒါကြောင့်ပို့ပြီးတော့လူကပို့ပြီးလှုပ်ရှားတယ်ကြောင့်လူကလည်းပို့ပြီးပြင်ပန်းနေတယ်ပေါ့နော်အဲ့တော့အမှန်ပြောလို့ရှိရင်အိတ်ချင်နေပါတယ်ဒါပေမဲ့မအိတ်ပါဘူးကျွန်တော်အလုံးမယ်လို့ပြောထားတော့လုပ်ရမှာပေါ့နော်ဒါပေမဲ့ဒီနေ့ကတော့နည်းနည်းအရင်မခက်ဖ ೇನೆ လွယ်တဲ့ကျွန်တော်လည်း used to ဖြစ်ပြီးသား10ချောင်း Sunless 10ချောင်းကိုပြန်ပြီးတော့ပဲနှွေးလိုက်မယ်ပေါ့နော်ဒီနေ့ကောင်းရပါရွေးထားလဲဆိုတော့everyday conversations are like greetings questions and simple statements ဒီရိုးတက်တာပေါ့နော်နေ့စဉ်ပြောစကားလုံးတွေပေါ့နှုတ်ဆက်တဲ့အားတွေပြီးမေးခွန်းမေးတာတွေဒါ just ရိုးရှင်းတဲ့စကားလုံးတွေစကားစုတွေပဲပေါ့ကွာပြန်လာအဲ့လိုမျိုးကျွန်တော်ရွေးထားတယ်ပေါ့အဲ့တော့ကျွန်တော်တို့တယောက်နဲ့တယောက်တွေ့လို့ရှိရင်မြန်မာလိုပြောမယ်ဆိုရင်ကျွန်တော်တို့နေကောင်းလားဘာညာပြောကြတယ်မလားအဲ့တော့ဂျာမန်မှာဘယ်လိုပြောမလဲပေါ့နော်အဲ့တော့ဂျာမန်မှာပြောမယ်ဆိုလို့ရှိရင်ကျွန်တော်ကအခုကပြန်ပြီးတော့နှွေးတာဖြစ်တယ်အဲ့တော့စာကြောင်းတိဆောက်ပုံတွေကိုတော့ကျွန်တော်ကမပြောတော့ဘူးပေါ့နော်ဒါကကြာစာကြောင်းတိဆောက်ပုံတွေ grammar တွေမပြောဘူးဒီတိုင်းပဲစကားစာကြောင်းအနေနဲ့ဘယ်လိုပြောမလဲပေါ့အဲ့တော့ဂျာမန်စကားမှာပေါ့နေကောင်းလားဘယ်လိုနေလဲဘယ်လိုနေကြလဲအဆင်ပြေကြမလားbig gatesဆိုပြီးတော့မိတယ်အဲ့တော့မင်းနေကောင်းနေမလားအဆင်ပြေတယ်မလားဘယ်လိုနေလဲချင်းဘယ်လိုလဲအဲ့လိုဆိုရှင်အဲ့ဒီမှာဆိုရှင် how are you နဲ့တူမှာပေါ့နော် how are you အဲ့တော့အဲ့ဆိုရှင် BKST okay BKST လို့ပြောတယ်နော်ပြီးတော့ဒါပထမဆရာနောက်တစ်ခုကဒါအဲ့လိုမေးရဆိုလို့ရှိရင်စစ်ပြပါတယ်how are you ဆိုအဲ့ဒီမှာပြောလို့ရှိရင် I'm fine thank you အဲ့လိုပြောတဲ့အတိုင်းပဲလေအဲ့လိုပြောမယ်ဆိုလို့ရှိရင်ဂျာမန်မှာခုနကBKST ဘယ်လိုနေလဲစစ်ပြေးလားအဲ့ဆိုလို့ရှိရင်ဘယ်လိုပြန်ပြင်မလဲဆိုလို့ရှိရင် Mir geht es gut အဆင်ပြေပါတယ် I'm fine Mir geht es gut danke ကကြာ thank you လို့ပြောတာအဲ့တော့ Mir geht es gut danke okay အဲ့တော့နေရောဘယ်လိုလဲလို့ပြန်မိမယ်တတိယစာကြောင်းနေတယ်အဲ့ဆိုလို့ရှိရင်လွယ်တယ် and you ပေါ့နော်အဲ့ဒီမှာဆိုလို့ရှိရင် and you ဂျာမန်မှာပြောမယ်ဆိုလို့ရှိရင်ကြာ on do on ဆိုတာက and do ဆိုတာကြာမင်းဆိုပြီးပြောတာ on do ပြန်ပြောလို့ရပါတော့အဲ့တော့နောက်တစ်ခုကကြာတော့ကျွန်တော်တို့ထားပါတော့ကျွန်တော်တို့လောက်ဖို့ကိုင်ဘက်တွေပဲဖြစ်ဖြစ်ကျွန်တော်ဟိုအင်တာဗျူးသွားမယ်ဆိုလို့ရှိရင်ဒီအင်တာဗျူးကပဲဖြစ်ဖြစ်ဒါမှမဟုတ်ရှင်လမ်းမှာကိုယ်နဲ့တွေ့တဲ့တစ်စိမ်တစ်ယောက်ကပဲဖြစ်ဖြစ်ကိုနေဘယ်လာလဲနေဘယ်နိုင်ငံလာလဲဆိုပြီးသိချင်လို့မေးမယ်ဆိုလို့ရှိရင်အင်္ဂလိပ်မှာဆိုလို့ရှိရင် where are you from နဲ့မေးတယ်မလားတော့ကျွန်တော်တို့ဂျာမန်မှာဆိုလို့ရှိရင်ဘယ်လိုမေးမလဲပေါ့အဲဆိုလို့ရှိရင်
where are you from ကိုဂျာမန်က where comes to ဘူဟဲဆိုတာကဘယ်ကလာတာလဲ comes လာတာ to ဘယ်ကလာတာလဲဒီဘယ်နိုင်ငံလာတာလဲ where comes to ဘူဟဲ comes to ပြောလို့ရတယ်နော်ဒါက do သုံးတယ်ဆိုတာကကြာဒီ informal ပေါ့နော်အဲ့တော့ဂျာမန်မှာကနည်းနည်းဒီ grammar တွေကနည်းနည်းရှုပ်တဲ့ထဲမှာပါတယ်သူက formal ဆိုလို့ရှိရင် formal အနေနဲ့သုံးမယ်ဆိုလို့ရှိရင်ဒီနာမ်စားကိုတစ်မျိုးသုံးရမယ် informal အနေနဲ့ပြောမယ်ဆိုလို့ရှိရင်နာမ်စားကိုတစ်မျိုးသုံးရမယ်အဲ့ဒီနာမ်စားကိုမှမတည်ပြီးတော့ကြာသူကဒီ verb မှာလည်းပြောင်းသွားရရှိရပေါ့နော်အဲ့တော့ဒီအခု verb comes to ကကျွန်တော်တို့ကinformal အနေနဲ့ပြောတာတကယ်လို့ကျွန်တော်က formal အနေနဲ့ခင်ဗျားဘယ်လာတာလဲဗျာအဲ့လိုမေးချင်တယ်ဆိုလို့ရှိရင် woher kommen Sie woher kommen Sie နေဘယ်ကလာတာလဲပြောမှာနော်အဲ့ဆိုလို့ရှိရင်ဘယ်နိုင်ငံလာတာလဲဆိုရင်ငါကမြန်မာကလာတာဆိုလို့ရှိရင် ich komme aus Myanmar ich komme aus Myanmar ich komme aus Myanmar ငါကမြန်မာနိုင်ငံကနေလာခဲ့ပါအဲ့ဆိုအင်္ဂလိပ်လို့ဆိုလို့ရှိရင် I come from Myanmar လို့ပြောချင်တာပေါ့အဲ့နောက်တစ်ခုကကျွန်တော်တို့အသက်ဘယ်လောက်ရှိပြီလဲလို့မေးချင်တယ် How old are you အသက်ဘယ်လောက်ရှိပြီလဲဆိုလို့ရှိရင်ကျွန်တော်ဘယ်လိုမျိုးလို့ရတယ်ဆိုကြမှာကြတော့ wie alt bist du wie alt bist du wie alt bist du အဲ့ဆိုရှင်ဒါက do နဲ့မေးတာက informal နဲ့ပြောတာတကယ်လို့ formal နဲ့ပြောချင်လို့ရှိရင် wie alt sind Sie wie alt sind Sie မင်းအသက်ဘယ်လောက်ရှိပြီလဲပေါ့အဲ့ဆိုရှင်ကျွန်တော်ကလက်ဘယ်လောက်ရှိပါလဲလို့ပြောချင်တယ်ဆိုလို့ရှိရင်ငါက ich bin ကျွန်တော်က25နှစ်အဲ့ဒါက 25 Jahre alt ich bin 25 Jahre alt အဲ့ဒါက I am 35 years old နဲ့အတူတူပဲပေါ့နော်အဲ့တော့လိုက်တစ်ခုကဘာလဲဆိုတော့လောမင်းအင်္ဂလိပ်စကားပြောရလားဒါမှမဟုတ်ရှင်မင်းဂျာမန်စကားပြောရလားဆိုလို့ရှိရင်ဘယ်လိုပြောလို့ရလဲဆိုလို့ရှိရင်အင်္ဂလိပ်မှာက do you speak English ဒါမှမဟုတ်ရှင်do you speak German ပေါ့နော်အဲ့ဆိုလို့ရှိရင်ဘယ်လိုပြောလို့ရလဲဆိုလို့ရှိရင်switch to English sorry English switch to English or ဒါမှမဟုတ်ဆိုလို့ရှိရင်ဂျာမန်စကားပြောလားလို့မေးချင်တယ် switch to Deutsch ဂျာမန်စကား Deutsch လို့ပြောတာပေါ့အဲ့တော့ switch to English switch to Deutsch okay အဲ့ဒါဆိုရှင်ကျွန်တော်ကနည်းနည်းပြောတတ်တယ်ပြောမယ်ဆိုလို့ရှိရင်ဘယ်လိုပြောမလဲဆိုလို့ရှိရင် yeah I'm fishing ဆိုတာကနည်းနည်းလေးလို့ပြောတာပါနည်းနည်းပြောတတ်တယ်နည်းနည်းလို့ပြောရင်ကျွန်တော်အဲ့ဒီဆက်မှာဆိုရင်တော့အလက်တက်နဲ့တူတယ်ကွာအဲ့တော့နည်းနည်းပြောတယ်လို့ပြောချင်လို့ရှိရင်ကျွန်တော်ကပြောလို့ရတယ်ဆိုရှင် yeah I'm fishing ဒီမှာကဂျာအဲ့မှာအင်္ဂလိပ်နဲ့ဂျာမန်ကိုလွယ်လွယ်လေးမှတ်လို့ရမယ်တခုရှိတယ်။အဲ့ဒါဆိုတော့အဲ့ဒီမှာ yes ဆိုလို့ရှိရင်ဂျာမန်က yeah okay အဲ့ဒီမှာက no ဆိုလို့ရှိရင်ဂျာမန်မှာက nine okay အဲ့တော့ကျွန်တော် yes a little နည်းနည်းပြောရပါလို့ပြောချင်လို့ရှိရင် yeah I'm fishing နည်းနည်းပြောရပါတယ်ပြောလို့ရပါတော့အဲ့ဒါကဒီနေ့ကျွန်တော်ရွေးထားတဲ့10ချောင်းပေါ့နော်အဲ့တော့အစနေဆုံးထိပြောကြည့်လိုက်ကြမယ်ဒါတော့မနေ့တုန်းကလည်းထက်နေတာကဒီမှာဒီဆိုင်စဖွင့်ခင်ပါတယ်ပေါ့နော်ငါနာမည်ကဖွင့်ခင်ပါဆိုတဲ့စာကြောင်းပါနေတယ်အဲ့တော့အဲ့စာကြောင်းညမှာပါအစားထွင်ကောင်းနာမည်ပြောရတဲ့အသက်စာမထိုးတော့နော်ဒီနေ့အကုန်လုံးကဒီလိုပြောမယ် everyday conversation တပေါ်မျိုးဆိုတော့အကုန်လုံးကိုဒီ everyday conversation အောက်ကစာကြောင်းအနေနဲ့ပဲကျွန်တော်ယူပြီးသုံးလိုက်မယ်နော်ပြီးတော့ဒီကနေပြီး30အထိကိုစတိုင်းဆိုကြည့်ကြည့်မယ်ပေါ့နော်နည်းနည်းလူကနေမကောင်းဖြစ်နေတော့အတန်နာပြီးတော့အတန်ဝင်တဲ့ပုံစံမျိုးဖြစ်နေတယ်နည်းနည်းကြိုးစားပြပြောကြည့်မယ်နော်အဲ့တော့ how are you ဆိုလို့ရှိရင် wie geht es dir okay
ကောင်းပါတယ်Mir geht es gut danke Mir geht es gut danke နေရောဘယ်လိုလဲ on do oh sorry on dir sorry on dir နော် on do မဟုတ် on dir နေရောဘယ်လိုလဲဆိုတော့သူကဒီမှာဂျာထားပါတော့အဲ့ဒါကဒီ grammar နဲ့ဆိုင်တာကွာသိရမလားအဲ့တော့မင်းရောဘယ်လိုလဲဆိုလို့ရှိရင် on dir okay အဲ့တခုက ich heiße ဖွင့်ခဲ့အဲ့ဒါတကယ်တော့မနေ့ကနေတော့လောက်တယ်ပြီးတော့မှလည်းပါပြီးသား okay အဲ့တော့ ich heiße ဖွင့်ခဲ့ okay woher kommst du ich komme aus Myanmar ich komme aus England ich komme aus Deutschland အကုန်ပြောလို့ရပါတော့အကိုကဘယ်ကလာလဲဆိုတာကို aus ဆိုတဲ့ RUS aus ဆိုတဲ့ဟာကိုသုံးပြီးတော့ကြာပြောလို့ရတယ် okay wie alt bist du wie alt bist du ich bin 25 Jahre alt sprichst du Englisch sprichst du Deutsch ja ein bisschen sprichst du Englisch sprichst du Deutsch ja ein bisschen okay အဲ့ဒါကျွန်တော်နည်းတကယ်တော့ဒီစာကြောင်းเนี่ยကျွန်တော်အကုန်သိပြီးသားပဲပေါ့နော်နည်းပြန်ပြီးရတဲ့သဘောမျိုးပဲနေ့တိုင်းစာလုံးမယ်လို့ပြောထားတာဟုတ်မပြတ်ချင်ဘူးပြီးတော့ဒါမဲ့လူကနည်းနည်းပင်ပန်းနေတယ်အဲ့တော့ကြာသိကြပါတော့ဗီဒီယို upload လုပ်ချင်တယ်အဲ့ဒါကြောင့်နည်းနည်းအချိန်သုံးပြီးတော့ကြာဒါလေးလေ့လာလိုက်တယ်ပေါ့နော်ဒါမဲ့ကျွန်တော်ဒီနေ့ဘယ်လိုပဲပင်ပန်းနေဆိုရင်ကျွန်တော်အခုလောလောဆယ်ဒီ future plan နဲ့ပေါ့နော်ကျွန်တော် future ဒီအနာဂတ်မှာကျွန်တော်လုပ်ချင်တဲ့ကိစ္စတစ်ခုရှိတယ်။ဒါကိုဒီနေ့ကျွန်တော်အချိန်နိုင်ဝက်လောက်ပေးပြီးတော့ခုနလေ့လာလိုက်တယ်။အဲ့တော့ဒီဗီဒီယိုရိုက်တာနည်းနည်းနောက်ကျသွားတယ်။ပြီးတော့နောက်တစ်ခါကျွန်တော်ဖျားရှင်ခိုးဖို့လည်းကျွန်တော်အလုံးကတနေ့တန်းချထားတဲ့အတွက်ကြောင့်ဖျားလည်းရှင်ခိုးဖျားရှင်ခိုးတယ်။နောက်တစ်ခါကျွန်တော်တို့ဒီ Stranger Things ရဲ့ season 5ကနောက်ဆုံးပိုင်းထွက်ထားတာကဟိုဒီနေ့ကမှထွက်ထားတယ်ကွာအဲ့ဒါကို Stranger Things fan ဖြစ်တဲ့အတွက်ကြောင့် Stranger Things ဒီ final season final episode ကိုလည်းအရင်ကြည့်နေတဲ့အတွက်ကြောင့်မအားတဲ့ကြားပဲပြမနေကြပဲဒီနေ့ဒီဗီဒီယိုမရိုက်ခင်ဖျားမရှိကိုပြန်မှာပြီးအောင်ကြည့်လိုက်ပါတယ်အဲ့ဒါတော့ဒီနေ့အကုန်လုံးလုပ်ဖြစ်တဲ့ဟာတွေပေါ့နော်မနေ့တော့အလုပ်သွားတယ်လုံသားကပါ coffee တစ်ခါတောက်ချင်တဲ့အတွက်ကြောင့် coffee တစ်ခါမရရအောင်တောက်တယ် coffee တောက်အလုပ်သွားဒီကအလုံးမှာ run ကျန်လာတဲ့ချိန်မှာခဏနိုင်နဲ့ Stranger Things ကိုမပြီးပြအောင်ကြည့်ပါတယ်အရင်ကြည့်နေတဲ့မပြီးပြအောင်ကြည့်ပါတယ်နောက်တော့ပြီးတော့ကျွန်တော်ရေချိုးပြီးတော့ကျွန်တော်ဖျားရှင်ခိုးတယ်ဖျားရှင်ခိုးပြီးတော့ကျွန်တော်ရဲ့အနာဂတ်မှာကျွန်တော်သိချင်တယ်လမ်းနဲ့လုပ်ချင်တဲ့ကိစ္စတစ်ခုရှိတဲ့ကြောင့်လမ်းနဲ့လုပ်ချင်တဲ့ကိစ္စကိုကျွန်တော်သိလာပါတယ်လေ့လာတယ်နည်းနည်းလေးကိုလုံးဝမသိတဲ့အခြေအနေကနေပြီးနည်းနည်း business တော့ကိုတော့ရိမ့်မှန်းတန်မှန်းဖြစ်တဲ့အခြေအနေတော့ကိုကျွန်တော်ဒီနေ့ညရောက်သွားပြီပေါ့နော်အဲ့တော့နောက်ပြန်တစ်ပတ်ခိုင်းတယ်အဲ့ဒီကိစ္စကိုကျွန်တော်ဆက်ပြီးလေ့လာမယ်နောက်တစ်ခုကတော့အဲ့လိုလေ့လာပြီးတော့အခုကတော့ဒီဗီဒီယိုရိုက်တယ်စာနည်းနည်းလေးပဲဖြစ်ကျွန်တော်လုပ်ချင်တယ်အဲ့တော့ကြာကျွန်တော်ဒီဗီဒီယိုရိုက်ပါတယ်အခုဒီဗီဒီယိုရိုက်ပြီးတော့ upload လုပ်ပြီးတော့ကျွန်တော်အိတ်တော့မယ်ပေါ့နော်အိတ်မယ်ဒီနေ့တော့ကတော့ဒါပါပဲဘာဖြစ်ဒါကinformation sharing လုပ်ဖို့လေဒါတော့စာသင်ဖို့တွေမဟုတ်ဘူးเนาะကျွန်တော်ရဲ့ daily life ကိုကျွန်တော်ဒီနေ့ကို2025တုန်းကတော့အလုံးနဲ့အိမ်နဲ့ပဲမဟုတ်ဘဲနဲ့ကျွန်တော်တမိုးရှိရှိနဲ့ကျွန်တော်လုပ်ချင်တာလေးတွေတေချာပေါက်လုပ်ဖြစ်ပြီးတော့ကျွန်တော်ဖြတ်ကျော်ပြေးရလာပေါ့ဒါကိုသိချင်တဲ့ကြောင့်ဒီ video ရိုက်တာပါအဲ့တော့အားလုံးပဲ bye bye choose best